这道路有肉嘛？不是不一样的，不是不老亚南人这些的。因为从这道路这道这样对表，这道个咋了？都个东车是，不是亚波龙没东车。因为从啊了个views 个，第二个点，第二个就是顶不喏 ，views 的顶。我就是那个第二个那个来的顶呢，这样。我就是follow 我个咋了10K 的当时啊，你东车那嘛个 video 顶个 views 的个目的嘛，你们video 呀，so အဲ့လိုမျိုးပေါ့နော်သူကအဲ့လိုမျိုး view ဆို like ဆို followers တို့ပေါ်မူတည်ပြီးအဲ့လိုမျိုးဟိုပါရမှာပေါ့နော်ပတ်ဆိုင်ရဆိုတော့ဘယ်လိုလဲဆိုတော့အဲ့လိုမျိုးကို TikTok ဆော့ယုံနဲ့တုံများတွေအဲ့လိုမျိုး follow ပါအများကြီးရတယ် follow 100k ကျော်သွားပြီ likes follower 10k ကျော်သွားပြီ likes တွေလည်း 100k ကျော်သွားပြီ views တွေလည်း 100k ကျော်သွားပြီအဲ့လိုမျိုးဆိုလို့ရှိရင် TikTok studio မှာသွား check လို့ eligible for recommendation ဆိုလို့ရှိရင်အဲ့လိုမျိုး click ရဲ့ account ဒီမှာဖြစ်တတ်တယ်ဘယ်လိုမျိုးလဲဆိုတော့သူက TikTok studio မှာအဲ့လိုမျိုးတမီးတို့ရိုးကလေး YouTube ဆိုရင်ပိုကောင်းတယ် YouTube ကကြောက်တော့ကလေးဖြစ်လူကြီးဖြစ်မပန်းเนาะအဲ့ဒီကဘယ်လိုလဲဆိုတော့TikTok studio မှာတွားပြီးတော့ကြည့်လိုက်ကိုယ့်ရဲ့ account check ဆိုပြီးတော့အဲ့ဒါနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီ eligible recommendation video ကိုအဲ့လိုမျိုးဖြတ်ရအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ video ဖြတ်ပြီးတော့နောက်တစ်ရက်လောက်နေသွားလို့ရှိရင် eligible recommendation မဖြစ်တော့ဆိုတော့ YouTube ကကြာတာပေါ့နော်။သမီးတို့ဒီလိုမျိုး follower တို့ဘာလို့ကတော့ follower တို့ like ဆိုတော့မတတ်မှတ်ထားဘူး။ဒါပေမဲ့ဟို YouTube play button တွေသိရမလား။ golden play button, silver play button, silver play button အရင်ဆုံးလာတာမသိဘူးပေါ့နော်။ပြောရလို့ရှိရင် diamond play button, diamond play button ကိုတော့အဲ့ဒီဥပမာ golden play button ကိုပတ်ဆိုင်ရဘူးဘယ်လိုလုပ်လဲ။အဲ့ဒီ golden play button ကိုရောင်းလိုက်။မရောင်းနဲ့ရောင်းမယ်လို့ပြောရင်မရောင်းနဲ့နော်။ဘာလို့လဲဆိုတော့ကိုယ့် channel နာမည်ဟိုပေါ့နော်ပါသွားတယ်။သူများဟာလည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီပေါ့နော်ဗာလဲကိုယ့်ရဲ့စုကိုသူများကိုပေးလိုက်လို့ရှိရင်လည်းအဲ့ဒါလည်းမကောင်းဘူး။ဘာလို့လဲဆိုတော့အဲ့လိုမျိုးပေါ့နော်။ကိုယ့်နာမည်ကြီးလည်းပါနေရဲ့။ပြောလို့ရှိရင်သူတို့နာမည်လည်းမဟုတ်ဘဲမပေးနဲ့။ဘာလို့လဲဆိုတော့တမီးကဖြတ်ကြီးလာပြောမှာမဟုတ်နော်။အမတို့လုံးချင်လုံးမလုံးချင်မလုံးနဲ့။အဲ့ဒီ YouTube golden play button ကိုတူနဲ့ဒါမှမဟုတ်တူနဲ့ထုတ်လိုက်ပါနော်။တဲ့သွားအောင်ထုတ်လိုက်။အဲ့မှာအဲ့ဒီရွှေတကယ်ရွှေလာတော့မသိဘူးပေါ့နော်။ဒါပေမဲ့အဲ့ဒီရွှေလေးကိုရွှေပဲလေးကိုယူလိုက်။ပြောလို့ရှိရင်သွားရောင်းလို့ရတယ်။ပတ်စံအများကြီးနဲ့ဒေါ်လာနဲ့လည်းရောင်းလို့ရတယ်။တက်နဲ့လည်းရောင်းလို့ရတယ်နော်။တက်နဲ့ဆိုလို့ရှိရင်တော့ဒီလောက်မှရလို့ရတယ်။ဘာလို့ရှိရင်လိုမျိုးလဲဆိုတော့ဒါပေမဲ့ diamond play button ကိုလုံးဝမလုပ်ပါနဲ့။ဘာလို့လဲဆိုတော့ diamond play button ကတော်တော်လေးကိုတန်ဖိုးကြီးတယ်။ तू ကတကယ်စိန်နဲ့လောက်ထားတာလေ။အဲ့ဒါကြောင့်မို့လို့အဲ့ဒါကိုတော့လုံးဝမလုပ်ပါနဲ့နော်။ကျေးဇူးပြုလုံးဝမလုပ်ပါနဲ့။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ထပ်ပို့ပြီးတော့များသိချင်လို့ရှိရင်တော့တမီးပြော။တမီးကဘယ်လိုသိလဲဆိုတော့အဲ့လိုမျိုးပေါ့နော် TikTok လည်းကြည့်တယ် TikTok အဲ့လိုမျိုး information တွေလည်းရတယ်အဲ့ဒါကြောင့်မို့လို့တမီးတို့ TikTok account ကိုတော့မပြောပြတော့ပါဘူးပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ဒီနေ့တော့ဒီလောက်ပါပဲ။အမတို့သိချင်လို့ရှိရင်သိချင်တာလိုချင်တဲ့ချက်ပြော information တွေလိုချင်တယ်ဆိုလို့ရှိရင်လည်းတမီးကိုလည်းပြောပါတမီးကိုလည်းမေးပေးပါ comment section ထဲမှာလည်းမေးပေးပါပေါ့နော်မမလိုမေးပေးပါရှင်အင်္ဂလိပ်လိုလည်းမေးလို့ရပါတယ်ရှင်တမီးကအင်္ဂလိပ်လိုနားမလည်တာမဟုတ်ဘူးပေါ့နော်အင်္ဂလိပ်လိုလည်းနားမလည်တယ်ဒါပေမဲ့မတို့အဲ့လိုမျိုးညီမလိုအဆင်ပြေညီမလိုရေးရအဆင်ပြေလို့ရှိရင်ညီမလိုပဲရေးပါပေါ့နော်ကျေးဇူးတင်ပါတယ်ဘိုင်